င်းပတဲ့မိုးတော်ပန်းကိုပိုင်ထက်တန်းကျောင်းရဲ့12နှစ်ပြည့်ခြေထုအထိမ်းအမှတ်နဲ့ပညာရေးစုံညီပွဲတော်ခမ်းနားမှာအားလုံးစောင့်မျှော်နေကြတဲ့ဘယ်သူလဲโอเคနိုင်ငံကျော်တေးသံရှင်အိတ်ချစ်ကိုလက်ကုပ်တဲ့အကျယ်ကြီးနဲ့ကြိုဆိုပါဦးခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ပြောကြကောင်းတဲ့ညချမ်းလေးပါအင်ချစ်တင်းချင်းလေးတွေနဲ့ပြောပြနေဆက်ခွင့်ပြုပါပထမဦးစွာပကံလန်းအဆောင်နေပဲလို့မြင်ရပါတယ်ရေဝေဝေကျွေးပြနေအချိတ်ကုန်ပြန်ကျွေးချီမလေးဘိုးကောင်ပါစတဲ့ဝင်သေးတယ်စောစောစီစီဆက်ဆိုလိုက်ပါတော့ live ပဲဆိုတော့တို့တယောက်ချင်းဆွေးစိမ်မပြေအချီရဲ့ပြန်လန်းငယ်တော့ကွယ်ဘုံဘုံနဲ့ချူအားလုံးမကန်လန်းငါဆောင်နေမေအိမ်ငိုင်းနေကြပြီလားပြောရှင်ခုံစရာပြုံးမြနေအချိန်နေရဟောင်းလေးမြရဲ့ဆွေးပြေးစရာမထူတော့စင်မမဘုံကောင်နေနေဆိုဆင်အောင်ပါပဲအားလုံးနဲ့ရင်းရင်းနှီးနှီးမြင်အောင်ဆင်းလာပြီးတော့ဆိုလိုက်တော့ပဲနော်မျောနေရင်ရှမောင်းရပြီအသေးရဲ့ပြန်ပြန်ငယ်တော့ကွယ်နေနေချူပကံလန်းကဆောင်နေမေဝီရောက်လို့ပြီကိုယ်တို့နဲ့ရဲ့ကြောင်းဝင်ကြီးရက်စုံကြမယ်ဒီအချိန်မှာအချစ်နေချူအချစ်နာလန်းတဲ့ရှောက်ပေးရအချစ်နာဆုံးချစ်လေးပြန်လာပါဓပုံလေးရပြီးရင်လည်းရိုက်ပြီးတော့ဓပုံရိုက်မယ်ဆိုရင်တော့စင်မပြန်တက်နိုင်ကောင်းမှကျတယ်နော်ဘာလို့လဲဆိုတော့အောက်မှာကြည့်နေဧည့်သည်တွေမမြင်ရမှာဆိုလို့ပါအရန်အောင်သွားတဲ့ခါကြလို့ရှိရင်အိတ်ချစ်ဖြစ်ပါလေခင်ဗျာ Thank you ဂိမ်းမနေရောက်ခဲ့ပြီအချီရဲ့မပြန်နေကြခဲ့ရလေအသေးနဲ့အားအလားရဲ့ချောင်းပိတ်ချေနေမတော့ပါစိတ်မညာနေအမုန်းချီရလေးပြေးသွားပြီအလွတ်နေချူပကံလန်းကဆောင်နေမေဟိုရောက်လို့ကိုယ်နဲ့ရဲ့ချောင်းပွင့်ကြီးရက်စုံကြမယ်ဒီအချိန်မှာအချစ်နေချူအချစ်နာလန်းတဲ့ရှောက်ဖို့ရအလုံးမလုံးနဲ့လေသမီးမမတချင်းဆိုတယ်အချစ်လေးပြန်လာပါဒီနောက်ကပရိသတ်တော်များလုံးမင်္ဂလာပါရှင်အရန်ဝင်းနေလို့ပါအင်းရှင်ရင်ဆုံးလာနှုတ်ဆက်တာပါမိုက်ခရိုဖုန်းရသလောက်ထိလာခဲ့ပါပဲကဲဒီနေ့ညမှာချစ်စရာကောင်းတဲ့အော်သားလေးဆိုလေးသားရဲ့ဒီနေ့ကချစ်စရာကောင်းတဲ့ညလေးဖြစ်ပါတယ်ဒါကိုယ့်ရဲ့သားသားသမီးလေးတွေအတွက်ကိုဂုဏ်ယူရတဲ့ခိုင်တန်းဆိုတာမိဘတိုင်းမှာပီတိတွေဖြာနေတဲ့နေ့ရက်လေးဖြစ်ပါတယ်ဆက်တဲ့နေ့လေးမှာအင်းချင်ကဒီနေ့တီဆိုဖြော်ပြခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့အင်းချင်အရင်ဆုံးလာနှုတ်ဆက်လိုက်တာပါပြီးသွားရင်စင်မော်ပြန်တက်လိုက်ပါရဲ့ဘာဖြစ်လို့လဲဆိုတော့အောက်ကလူတွေလည်းမမြင်ရမှာဆိုလို့ပါဓာတ်ပုံရိုက်ချင်တယ်ဆိုရင်စင်မော်တက်လာပြီးတော့ရိုက်လို့တော့ရပါတယ်ဘာလို့လဲဆိုတော့စင်မော်ကျတော့အောက်ကလူတွေကမြင်ရတယ်လေနော်စင်အောင်မှာကျတော့အုံသွားတဲ့ခါကျရင်မမြင်ရမှာဆိုလို့ပါ